တော့စီးကြိုမျိုးရိုးရှိတဲ့သူပဲဖြစ်ဖြစ်စီးကြိုမျိုးရိုးမရှိတဲ့သူပဲဖြစ်ဖြစ်အချိုဓာတ်ကိုခန္ဓာကိုယ်ကမထိန်းနိုင်ဘူးဆိုရင်စီးကြိုလို့သတ်မှတ်မှာပဲဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့စီးကြိုမျိုးရိုးရှိတဲ့သူကတော့ကိုကအသက်မကြီးခင်ငယ်ငယ်ရွယ်ရွယ်ချိန်ကစပြီးတော့ကိုယ့်ရဲ့အချိုထိမ့်သိမ့်မှုကောင်းလားမကောင်းလားဆိုတာကိုကြိုတင်စစ်ဆေးတယ်ဆိုတဲ့အချက်တစ်ချက်ပဲသူ့အတွက်ပို့သွားမှာပဲဖြစ်ပါတယ်အဲ့တော့စီးကြိုထိမ့်သိမ့်မှုကောင်းမကောင်းကိုရှေ့မှာဆရာတို့ပြောခဲ့တယ် HbA1c စစ်ဖို့လိုတယ်ပေါ့နော်အဲ့တော့စီးကြိုမျိုးရှိတဲ့သူတယောက်အနေနဲ့ဒီအသက်20 30ရွယ်ကစပြီးတော့ကိုယ့်ရဲ့အချိုဓာတ်ထိမ့်သိမ့်မှုเนาะကိုစားတောက်လိုက်တဲ့အချိုတွေကိုကိုယ့်ရဲ့ခန္ဓာကိုယ်ကထိန်းနိုင်လားဆိုတာကို HbA1c ကိုစစ်နေတာပေါ့နော်စစ်နေခဲ့လို့ 5.7 အောက်မှာပဲရှိတယ်ဆိုရင်သူဒီအချိုစားသုံးမှုလည်းတိတ်မများဘူးဆိုလို့ရှိရင်သူတစ်နှစ်တစ်ခါဆက်ပြီးစစ်သွားရင်လုံလောက်နိုင်တယ်ပေါ့နော်အကယ်၍ 5.7 နဲ့ 6.5 ဂျားဖြစ်လာပြီဆိုရင်တော့သူဒီအချိုကိုထိမ့်သိမ်းရခက်လာပြီဖြစ်တဲ့အတွက်အချိုကိုစပြီးရှော့ပြီးစားဖို့လိုတယ်နောက်တစ်ခါ3လတစ်ချိန်အဲ့ဒီ HbA1c ကိုစစ်ဆေးဖို့လိုတယ်ဒါကြောင့်စီးကြိုမျိုးရှိတဲ့အနေနဲ့ပို့ပြီးတော့ကိုယ့်ရဲ့အချိုထိမ့်သိမ်းနိုင်မှုရှိမရှိကိုစစ်ဆေးနေဖို့လိုတယ်ထိမ့်သိမ်းနိုင်တဲ့အချိုပမာဏကိုတော့သူစားလို့ရတယ်အကယ်၍အချိုဓာတ်ကိုမထိမ့်သိမ်းနိုင်တော့ဘူးဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဆေးတောက်ရမယ့်အဆင့်လားအစားနဲ့ပဲထိန်းလို့ရတဲ့အဆင့်လားဆိုတာဆရာဝန်စီမှာတိုင်ပင်ပြီးတဲ့အခါမှာလိုအပ်တဲ့ကုသမှုကိုခံယူရမှာပဲဖြစ်ပါတယ်